90တခုမြောက်သောစာလံအပိုက်ငယ်1မှဆုံးတိုင်ငါသည်ခတ်သိမ်းသောကာလတို့၌ထာဝရဘုရားကိုကောင်းကြီးပေးမည်ဂုဏ်ကျေးဇူးတော်ကိုအစင်မပြတ်မွတ်ဆိုမည်ငါဝိညာဉ်သည်ထာဝရဘုရားကိုအမိပြု၍ဝါကြွားခြင်းကိုပြုမည်နှိမ့်ချလျက်ရှိသောသူတို့သည်ကြားသိ၍ဝမ်းမြောက်ကြပါစေသောငါနှင့်အတူထာဝရဘုရားကိုချီးမွမ်းကြလော့နာမတော်ကိုတညီတညွတ်ထဲချီးမြှောက်ကြကုန်အံ့ငါသည်ထာဝရဘုရားကိုရှာသောအခါနားထောင်တော်မူ၏ကြောက်မက်ဖွယ်သောအကြောင်းအလုံးစုံတို့အထဲကငါကိုကယ်နှုတ်တော်မူ၏ထာဝရဘုရားကိုမျှော်ကြည့်ကြလော့အလင်းကိုရကြလိမ့်မည်မျက်နှာရှက်ကြောက်ခြင်းနှင့်ကင်းလွတ်ကြလိမ့်မည်ဤဆင်းရဲသောသူ၏အော်ဟစ်ခြင်းအတန်ကိုထာဝရဘုရားသည်နားထောင်၍ခတ်သိမ်းသောဆင်းရဲတဲကကယ်လွတ်တော်မူ၏ထာဝရဘုရားကိုကြောက်ရွံ့သောသူတို့ပတ်လည်၌ကောင်းကင်တမန်တော်တို့သည်တက်ချ၍ကဲ့လွတ်တတ်ကြ၏ထာဝရဘုရားသည်ကောင်းမြတ်တော်မူသည့်အကြောင်းကိုမြည်ဆန်း၍သိမှတ်ကြလော့ကိုယ်တော်ကိုခိုလုံသောသူသည်မင်္ဂလာရှိ၏ထာဝရဘုရား၏တန်ရှင်းသူတို့ထာဝရဘုရားကိုကြောက်ရွံ့ကြလော့ကြောက်ရွံ့သောသူတို့၌ဆင်းရဲခြင်းမရှိရခြင်းတို့သည်ဆင်းရဲ၍ငတ်မွတ်ခြင်းကိုခံရတော်လေထာဝရဘုရားကိုရှာသောသူတို့၌ကောင်းသောအရာတစ်စုံတစ်ခုမျှမလိုရအချစ်တငယ်တို့လာကြလော့ငါစကားကိုနားထောင်ကြလော့ထာဝရဘုရားကိုကြောက်ရွံ့ခြင်းတရားကိုသင်တို့အားငါသွန်သင်မည်ကောင်းမွန်သောအရာကိုတွေ့မြင်မိအကြောင်းအသက်ရှင်ခြင်းနှင့်တကွနေ့ရက်ကာလကိုတောင့်တလိုချင်သောသူမည်သည်ကားကိုရှာကိုမကောင်းသောအရာနှင့်ကင်းစင်လော့နှကန်းလဲမုသာစကားကိုမပြောစေနှင့်ဒုစရိုက်ကိုလွဲဆောင်၍သူစရိုက်ကိုပြုလော့သူတစ်ပါးနှင့်အသင့်အတင့်နေခြင်းကိုရှာ၍မိအောင်လိုက်လော့ထာဝရဘုရားသည်ဖြောင့်မတ်သောသူတို့ကိုကြည့်ရှုတော်မူ၏သူတို့အော်ဟစ်တံကိုလည်းနားထောင်တော်မူ၏ဒုစရိုက်ကိုပြုသောသူတို့ကမြေကြီးပေါ်မှအောက်မေ့စရာအမှတ်များမရှိစေခြင်းကပယ်ရှင်းမိအကြောင်းထာဝရဘုရားသည်မျက်နာထားတော်မူ၏ဖြောင့်မတ်သောသူတို့သည်အော်ဟစ်သောအခါထာဝရဘုရားသည်နားထောင်၍သူတို့ကိုခတ်သိမ်းသောဆင်းရဲတဲကကယ်လွတ်တော်မူ၏ထာဝရဘုရားသည်ကျိုးပဲ့သောစိတ်ရှိသောသူတို့နှင့်နှလုံးကြေကွဲသောသူတို့ကိုနီးတော်မူ၏နောင်မရှိ၍စိတ်နှိမ်ချသောသူတို့ကိုလည်းကယ်တင်တော်မူ၏ဖြောင့်မတ်သောသူသည်များစွာသောဒုက္ခဆင်းရဲကိုခံရတော်လေထာဝရဘုရားသည်ခတ်သိမ်းသောဒုက္ခဆင်းရဲထဲကကယ်လွတ်တော်မူ၏သူ၏အယိုးရှိသမျှတို့ကိုစောင့်ရှောက်တော်မူသည်ဖြစ်၍တချောင်းမျှမကြိုးမပဲ့ရမတရားသောသူမူကားဘေးဖြစ်အသက်ဆုံးခြင်းသို့ရောက်ရမည်ဖြောင့်မတ်သောသူကိုမုန်းသောသူတို့သည်အပြစ်စီရင်ခြင်းကိုခံရကြမည်ထာဝရဘုရားသည်မိမိကျွန်တို့၏အသက်ဝိညာဉ်ကိုရွေးနှုတ်တော်မူသည်ဖြစ်၍ကိုယ်တော်ကိုခိုလုံသောသူတစ်စုံတစ်ယောက်မျှအပြစ်စီရင်ခြင်းကိုမခံမရဤဒီကားထာဝရဘုရား၏နှုတ်ကပတ်တော်ပေတည်းဖတ်ရန်ဓမ္မသစ်ကျမ်းစာတော်မြတ်မှာရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး10အခန်းငယ်19မှ20တိုင်ထိုခုနှစ်ကျိတ်သောတပည့်တော်တို့သည်ဝမ်းမြောက်သောစိတ်နှင့်ပြန်လာ၍သခင်ကိုယ်တော်၏နာမအားဖြင့်အကျွန်ုပ်တို့သည်နတ်ဆိုးကိုပင်နိုင်ပါသည်ဟုလျှောက်ကြ၏ယေရှုကလည်းစာတန်သည်လျှက်စစ်ကဲ့သို့ကောင်းကင်မှကျသည်ကိုငါမြင်မည်သင်တို့သည်မွေကင်းမီကောက်တို့ကိုရနိုင်သောအခွင့်နှင့်ရန်သူများကိုနိုင်ရသောအခွင့်တကူကိုငါပေး၏သင်တို့ကိုအဘယ်ဘေးမျှမငြင်းစေရသို့တော်လည်းနတ်ဆိုးကိုနိုင်ရသောကြောင့်ဝမ်းမြောက်ခြင်းမရှိကြနှင့်သင်တို့၏နာမည်များသည်ကောင်းကင်စာရင်း၌ဝင်သည်ကိုဝမ်းမြောက်ခြင်းရှိကြလော့ဟုမိန့်တော်မူ၏ဤဒီကားထာဝရဘုရား၏နှုတ်ကပတ်တော်ပေတည်း